မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဗျာကျွန်တော်မြန်မာ National Post ကနောင်တော်လေးပါဒီကနေ့ကတော့15ရက်17လ2025ရက်နေ့ပါကျွန်တော်သတင်းတွေကိုပုံမှန်အားဖြင့်ညပိုင်းမှာတင်ဆက်ပါတယ်ဒီရက်ပိုင်းတွင်းမှာတော့ခီးသွားတာနဲ့ပုံမှန်မတင်ဆက်ဖြစ်တဲ့အတွက်ကြောင့်နေကင်းပိုင်းမှာပဲကောက်နှုတ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ပေါ့ဗျာပထမဆုံးသတင်းပုတ်အနေနဲ့တော့ရွှေဘို PDF အကြမ်းဖက်အဖွဲ့ကဖမ်းဆီးထားတဲ့ဆရာတော်ဒေါက်တာဝိတုဒ္ဒကိုပြန်လွှတ်ပေးဖို့မေတ္တာရက်ခံကြောင်းဆရာတော်ရှင်သူနန္ဒမိန့်ကြားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်ဒီအခြေအနေကအားလုံးသိပြီးသားဖြစ်ပါတယ်ဆရာတော်ဒေါက်တာဝိတုဒ္ဒကအိန္ဒိယကနေပြန်လာတဲ့အခါမှာရွှေဘိုကဆရာတော်ရဲ့အကြောင်းမှာကထိန်ပွဲရှိတဲ့အတွက်ပြန်လဲကြွရောက်ရင်းနဲ့ပဲPDF အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးခြင်းခံရတဲ့သတင်းတွေရတော့ဆရာတော်ကို PDF အကြမ်းဖက်သမားတွေကလူဝဲလိုက်တာမျိုးအဲ့ဒီလိုအခြေအနေတွေလည်းကြားသိရတယ်ပေါ့ဗျာဒီဆရာတော်ဦးဝိတုဒ္ဒနဲ့ပတ်သက်ပြီးတော့ဆရာတော်ရှင်သူနန္ဒာတို့ကလည်းဒီ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ဆရာတော်ကိုဖမ်းဆီးထားတဲ့အခြေအနေကနေပြန်လဲလွှတ်ပေးဖို့မေတ္တာရက်ခံတောင်းဆိုဖို့ရှိတယ်ဆိုတာလေးသိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေ့မနက်ပိုင်းကဆရာတော်ဦးသူနန္ဒာကိုဆက်သွယ်ပြီးတော့မေးမြန်းလျှောက်ထားခဲ့တယ်ပေါ့နော်ဆရာတော်မိန့်ကြားတာကတော့ဆရာတော်တို့ဘက်ကတခုခုလှုပ်လိုက်လို့ရှိရင်ဖမ်းဆီးခံထားရတဲ့ဆရာတော်အတွက်စိုးရင်ရတဲ့အခြေအနေမျိုးဖြစ်မယ်ပေါ့ဗျာအဲ့တော့မေတ္တာရက်ခံတောင်းဆိုမယ်ဆရာတော်တွေအနေနဲ့ရွှေဒဂုံဘုရားမှာဘုရားဝတ်တက်မေတ္တာတုတ်မောရတုတ်ရွတ်မယ်ပြီးတဲ့အခါမှာဒီ PDF အကြမ်းဖက်အဖွဲ့အနေနဲ့ဒီဆရာတော်ကိုပြန်လွှတ်ပေးဖို့တောင်းဆိုမယ်ပေါ့ဆရာတော်ကဒီရွှေဘိုမှာလည်းပရာဟိတကျောင်းထောင်ထားတယ်နောက်တစ်ခုကအိန္ဒိယမှာလည်းကျောင်းတည်ထောင်ထားတယ်နှစ်နိုင်ငံသာသနာပြုနေတယ်ဒီလိုဆရာတော်တစ်ပါးကိုဖန်ဆီးခြင်းဟာပြည်တွင်းပြည်ပနိုင်ငံတကာမျက်နှာစာမှာလည်းမကောင်းဘူးပေါ့နော်ဒါကို PDF ဘက်ကတည်စေခြင်းနဲ့အဓိကဦးဇင်းတို့ကအထီးကနစ်နာမှုတွေမဖြစ်စေလိုဘူးဒါကြောင့်မေတ္တာရက်ခံတောင်းဆိုမှာပါဆိုပြီးတော့မိန့်ကြားတယ်ဒီဆရာတော်ဦးဝိတုဒ္ဒကိုဖမ်းဆီးထားတဲ့အခြေအနေနဲ့ပတ်သက်လို့သိရတာကဒီဆရာတော်ကကထိန်ပွဲအတွက်ပြန်လာတဲ့အချိန်မှာဖမ်းဆီးတာကတော့ကင်းပြဂိတ်မှာရှိတဲ့ PDF အဖွဲ့ကဖမ်းဆီးသွားတယ်အဲ့ကောင်ကမင်းသားကြီးဆိုလားမင်းသားဆိုလားပေါ့ဗျာနော်အဲ့ဒီကောင်ကဖမ်းဆီးပြီးတော့ရခင်ရှေ့နေပေါ့ယခုအချိန်မှာတော့ PDF အဖွဲ့ကိုဥဆောင်နေတဲ့အမျိုးသမီးစုရီအဲ့ဒီအမျိုးသမီးဥဆောင်တဲ့ PDF အကြမ်းဖက်အဖွဲ့မှာဖမ်းဆီးထားတယ်လို့သိရတယ်အဲ့ဒီမှာဖမ်းဆီးခံထားရတဲ့အခြေအနေကလည်းသူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့ရဟန်းရှင်လူပြည်သူယာကနန်းနဲ့ချီပြီးတော့ရှိတယ်လို့သိရတယ်ပေါ့ဗျာဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဆရာတော်တွေဘက်ကရေးသားဖော်ပြနေကြတာတွေကိုလည်းတွေ့ရတယ်အဲ့တော့မင်းကင်းဘက်ကဆရာတော်တစ်ပါးရေးထားတာကိုကျွန်တော်ဆက်ပြီးတော့တင်ပြမယ်ဆိုရင်ဆရာတော်ကရေးထားတာတော့ကျွန်တော်တို့မီဒီယာတွေကိုတက်ရိုက်ပေါ့ဗျာနော်ဒါခေါင်းစဉ်တက်ပြီးတော့ကိုရေးသားထားတာပဲဖြစ်ပါတယ်ဒီဆရာတော်ရဲ့ရေးသားပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဘက်ကပေါ်ရောက်မှုတွေတာဝန်လည်ဟင်းမှုတွေဖြစ်ခဲ့သည်ရှိတော့တောင်းပန်ပါတယ်ပေါ့ဗျာတပည့်တော်လည်းဒီအပိုင်းတွင်မှာခီးတွာလာနေတဲ့အတွက်ကြောင့်ဒီလိုအရေးကြီးတဲ့သတင်းပေါ်မှာအာယုံထားပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စအာယုံထားပြီးတော့ဆောင်ရွက်နိုင်တဲ့အနေအထားမျိုးမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဆရာတော်မင်းကင်းဆရာတော်ရေးသားထားတာကမီဒီယာပိတကြရဲ့လားအိန္ဒိယနိုင်ငံမှာမြန်မာဘုန်းတော်ကြီးကျောင်းတည်ထောင်ပြီးသာသနာပြုနေတဲ့ဆရာတော်ကိုလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖမ်းဆီးသွားတဲ့သတင်းကအွန်လိုင်းမှာပြန့်နှံ့နေတာတပတ်ရှိသွားပါပြီဒီနေ့အထိလည်းပြန်လို့မယ်ဆိုတဲ့သတင်းမကြားရဘူးဆရာတော်ဖမ်းခံရတဲ့သတင်းကိုကျုပ်တို့တွေ့တယ်လို့မီဒီယာတွေလည်းတွေ့ကြပါမှာဒါပေမဲ့အရေးမကြီးဘူးမအော်ကြဘူးမဖော်ပြကြဘူးဆရာတော်ရဲ့နေရာမှာအခြားဘာသာတွေရဲ့ဘာသာရေးကောင်းဆောင်တယောက်ဖြစ်ကြည့်တပတ်မကြာစေရဘူးမိနစ်ပိုင်းအတွင်းမီဒီယာအသီးသီးမှာဘလူပြန်အောင်အလူအရက်ဖော်ပြကြလိမ့်မယ်ဒါမှမဟုတ်ဖန်ဆီးတဲ့အဖွဲ့ကသူတို့အမြင်ကပ်နေတဲ့အဖွဲ့ဖြစ်ကြည့်အလူအရက်သတင်းတင်ဆက်ကြမှာအသေးချပါပဲဒါကတော့ဆရာတော်ကအပြည့်ဖြတ်မီဒီယာတွေကိုရည်ရွယ်ပြီးတော့ရေးသားပြောဆိုတဲ့သဘောမျိုးမြင်တွေ့ရပါတယ်အခုတော့ဆရာတော်ကန်ဆိုးတဲ့ဗုဒ္ဓဘာသာရဲ့ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်နေတာကိုကမီဒီယာတွေရဲ့မျက်ကွယ်ပြုစရာဖြစ်သွားခဲ့တယ်မီဒီယာပိတစေခြင်းနဲ့ပြည်သူအတွက်အကျိုးပြုတဲ့မီဒီယာတွေဖြစ်စေခြင်းနဲ့မနေ့ကပဲကမ္ဘာကျော်မီဒီယာကြီးတစ်ခုဖြစ်တဲ့ BBC ရဲ့ထိပ်ပိုင်းခေါင်းဆောင်2ယောက်ကိုသူတို့အမှားအတွက် BBC ကနေအနားယူတဲ့အကြောင်း BBC ကကြေညာပေးသွားတယ်ကဘာကျော်မီဒီယာကြီးတောင်ကလင်ကကြစ်လုပ်သေးတယ်ဆိုရင်တမ်းမဝင်ပေါင်မဝင်တဲ့မီဒီယာတွေဘလောက်အထိကလင်ကကြစ်လုပ်လိမ့်မလဲဆိုတာစဉ်းစားတာကြည့်ပြီတော့တဲ့မီဒီယာပိတကြစမ်းမှာပြည်သူအတွက်ပဲယက်တီကြစမ်းမှာ
ပြည်သူကအားကိုးရတဲ့မီဒီယာတွေဖြစ်အောင်ကြိုးစားကြစမ်းပါပြည်သူကိုပြည်သူလိုမြင်ပြီးပြည်သူတွေရဲ့နစ်နာမှုအတွက်ဘယ်လိုပြည်သူမျိုးပဲဖြစ်ဖြစ်ရဲရဲဝံ့ဝံ့ရပ်တည်ပေးကြစမ်းပါပြည်သူတွေရဲ့ထိခိုက်နစ်နာမှုမှန်ရင်ဘယ်ဖွဲ့စည်းကပဲလို့ရှေ့ထွက်ပြီးអော်ပြကြစမ်းပါဒီလိုရေးသားဖော်ပြပါတယ်ဆရာတော်ဘုရားတပည့်တော်တို့ကဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်တစိုက်အားဖြင့်တပည့်တော်တို့ဆရာတော်တန်ဃာတော်တွေကို PDF ကျန်းဖတ်ဖွဲ့တွေကတိုက်ခိုက်တပ်ဖြတ်ဖန်ဆီးတပ်ဖြတ်ဒီလိုလုပ်တဲ့ဖြစ်စဉ်တွေကိုဖော်ပြခဲ့ပါတယ်တချို့သောကိစ္စတွေမှာတပည့်တော်တို့ကဒီထောက်ထားရတယ်ဆိုတာမိမိတို့ရဲ့ပြောဆိုမှုကြောင့်ဒီဆရာတော်ပေါ်မှာဒီလူစိမ့်မရှိတဲ့ဟာတွေကရုံမှရိုင်းဆိုင်တဲ့အခြေအနေမျိုးဖြစ်သွားမှာမျိုးကိုလည်းစိုးရင်ရပါတယ်ပေါ့ဗျာပေါ်စီခြင်းလို့ကြောက်ရွံ့ထိုးကမှာပို့ပြီးတော့လေးတဲ့အဖြစ်မျိုးလဲဖြစ်မှာကိုစိုးတယ်ပေါ့လေဒါကတော့ဆရာတော်ရဲ့ရေးသားဖော်ပြချက်ကတော့ပြည်ဖြတ်မီဒီယာတွေကိုရည်ရွယ်ရေးသားဖော်ပြတဲ့သဘောမျိုးဖြစ်ပါတယ်ဖြစ်လိမ့်မယ်လို့ယူဆပါတယ်ပေါ့ဗျာတပည့်တော်တို့အနေနဲ့ကတော့ဒီလိုလုပ်ရမျိုးတွေကိုဘယ်တော့မှလည်းလက်မခံဘူးအများအားလည်းစန့်ကျင်ခဲ့တယ်တာဝန်ရှိသူတွေအနေနဲ့လည်းဒီလိုကိစ္စတွေပေါ်မှာအလေးထားပြီးတော့အကြမ်းဖက်နေနည်းကိုဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တာမျိုးပဲရှိပါတယ်ပေါ့ဗျာအခုဖြစ်စဉ်ဖြစ်ရတဲ့ပတ်သက်လို့လည်းကျွန်တော်ကဆရာတော်ဦးသူနန္ဒာရဲ့မိန့်ကြားချက်ကိုလည်းကျွန်တော်တင်ပြပြီးပါပြီဒါကမင်းကင်းဆရာတော်ရဲ့ရေးသားဖော်ပြချက်ကလေးကိုကျွန်တော်ကိုးကားပြီးတော့ဖော်ပြတာပါကျွန်တော်ရွှေဘူမကြာခဏရွှေဘူဒေတာကန်တွေကကျွန်တော်ကိုသတင်းတွေပေးပို့ပါပဲဒါပေမဲ့သတင်းအတိုင်းကိုကျွန်တော်က confirm လုပ်ပြီးတော့မပြောပါဘူးသတင်းအတိုင်းကိုလည်းကျွန်တော်မတင်ဆက်ပါဘူးတာဝန်ရှိသူတွေဘက်ကိုပို့တင်တဲ့သတင်းဆိုရင်ကျွန်တော်ပို့ပေးပါတယ်တာဝန်ရှိသူတွေဘက်ကဘယ်လိုဆောင်ရွက်လဲလေးထားပြီးဆောင်ရွက်ခြင်းရှိမရှိဆိုတာလည်းကျွန်တော်တို့အနေနဲ့မသိရပါဘူးတကယ်တော့ကျွန်တော်တို့ကတာဝန်နဲ့လုပ်ပိုင်ခွင့်ပေါ်မှာအခြေခံပြီးတော့လုပ်နေတာမျိုးမဟုတ်ဘဲနဲ့မိမိတို့ဒီအများပြည်သူအကြမ်းဖက်ဘေးရန်တွေမကြောက်ဖို့အကြမ်းဖက်ဘေးရန်တွေကြောက်ရောက်လာနိုင်ခြေရှိတဲ့အခြေအနေတွေကိုတာဝန်ရှိသူများအချိန်နဲ့တပြေးညီကင်တွယ်နိုင်စေဖို့နေနှင်းနိုင်စေဖို့ဒီလိုတင်ပြတာပေါ့ဗျာဆိုတော့ဒီရွှေဘုံနယ်မှာကာလရှည်ကြာဒီလိုအခြေအနေမျိုးဖြစ်နေတယ်ယခုလက်တော်ဆိုရင်ပဲဒီအိန္ဒိယပြန်ဆရာတော်အခုလိုအခြေအနေမျိုးရင်ဆိုင်ကြုံတွေ့နေရတယ်ရွှေဘုံမြို့နယ်အာဏာပိုင်တွေရွှေဘုံမြို့နယ်အာဏာပိုင်တွေနော်ဒီလိုကိစ္စမျိုးဖြစ်လာရင်မိမိတို့အပေါ်မှာတာဝန်မရှိဘူးလားကျွန်တော်ကဒီလိုတော့မေးခွန်းထုတ်ချင်ပါတယ်ကျွန်တော်ကပြဿနာတစ်ခုဖြစ်တိုင်းနိုင်ငံတော်ကိုထိုင်ပြီးတော့ဆဲတဲ့အလုပ်မျိုးတော့ကျွန်တော်တို့လည်းလုပ်လို့မရဘူးပေါ့လေသက်ဆိုင်ရာမြို့နယ်ဒေတာအလိုက်အကြမ်းဖက်နှိမ်နင်းရေးအတွက်လမ်းညွှန်ချက်တွေပေးထားတယ်လမ်းညွှန်ချက်တွေပေးထားတာမျိုးမရှိဘူးဆိုရင်တော့ကျွန်တော်တို့ကနိုင်ငံတော်အကြီးအကဲတွေကိုပြစ်တင်ပြောဆိုရမှာပေါ့ကျွန်တော်တို့ဒီနေ့ဒီချိန်တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကိုတမတော်အကြီးအကဲတွေခေါင်းဆောင်တွေတွားရောက်တဲ့အခါမှာဒေသတည်ငြိမ်အေးချမ်းရေးအကြမ်းဖက်ဘေးရန်တွေကင်းရှင်းရေးလက်နက်မဲ့ပြည်သူများအနိုင်ကျင့်စော်ကားခံရမှုမရှိစေရေးတက်နယ်အလိုက်အကြမ်းဖက်နှိမ်နင်းရေးကိုအလေးထားဆောင်ရွက်ကြဖို့ဆိုတဲ့လမ်းညွှန်ချက်တွေပေးထားတယ်အဲ့တော့ဒီစကိုင်းတိုင်းဒေသကြီးဒီရွှေဘိုတို့လိုအရာတော်တို့လိုအဲ့ဒီဒေသတွေမှာအကြမ်းဖက်လှုပ်ရှားမှုကရှိနေသေးတယ်အကြမ်းဖက်သမားတွေကအပြစ်မဲ့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေသေးတယ်ဆိုရင်အဲ့ဒီဒေသမှာတာဝန်ယူဆောင်ရွက်နေတဲ့တက်နယ်အလိုက်တာဝန်ရှိသူတွေကနိုင်ငံတော်အကြီးအကဲတွေရဲ့လမ်းညွှန်ချက်တွေပေါ်မှာဘယ်လိုသဘောထားလဲဒီလိုလဲမေးခွန်းထုတ်စရာရှိပါတယ်ပေါ့ဆိုတော့ရွှေဘိုအာနာပိုင်နေဆရာတော်တန်ဃာတော်တွေကတော့ဒီအကြမ်းဖက်သမားတွေဖမ်းဆီးခံထားရတဲ့ဆရာတော်ဘေးရန်ရဲ့ကင်းစွာလွတ်မြောက်လာဖို့မြေတားရက်ခံတောင်းဆိုမှုတွေလုပ်နေကြတယ်တာဝန်ရှိသူများအနေနဲ့ကလည်းမိမိတို့တဆွမ်းသမျှကူညီဆောင်ရွက်ပေးကြပါဦးတမတော်ကဒီအကြမ်းဖက်နှိမ်နင်းရေးနဲ့ပတ်သက်လို့စွမ်းနိုင်မှန်ကျွန်တော်တို့သိတယ်တချို့ဒေသတွေမှာစွမ်းနိုင်ပါလျက်နဲ့မစွမ်းကြတာအဲ့ဒါကမေးခွန်းထုတ်စရာဖြစ်နေတာပါဒီနေ့ဒီချိန်ထိဒီစကိုင်းတိုင်းဒေသကြီးထဲမှာဒီလိုပဲအဖြစ်မျိုးတွေကစက်တိုက်ကြုံတွေ့နေမယ်ဆိုရင်အများပြည်သူကအထင်လွဲမြင်မှာဖြစ်စရာအကြောင်းရှိပါတယ်အဲ့တော့ရွှေဘိုအာဏာပိုင်ကိုပြောရမလားရွှေဘိုမြို့အပါအဝင်စကိုင်းတိုင်းဒေသကြီးအာဏာပိုင်တွေကိုပြောရမလားပေါ့ဗျာနော်ကျွန်တော်တို့ကတော့အပြုသဘောဆန်ပြောပါတယ်ပေါ့ဗျာဆရာတော်ဦးဝိတုဒ္ဓသည်ဒီမြန်မာနိုင်ငံမှာလည်းပရိယာလုပ်ငန်းတွေဆောင်ရွက်တယ်လို့အိန္ဒိယနိုင်ငံဘက်မှာလည်းသာသနာပြုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့အတွက်ကြောင့်ဘေးရန်တွေကင်းရှင်းစွာလွတ်မြောက်လာစေဖို့အလုံးကမျှော်လင့်ပါတယ်ဆရာတော်တန်ဃာတော်များကမီဒီယာများအပေါ်ခုလိုထောက်ပြပြောဆိုတဲ့အတွက်လည်းတပည့်တော်တို့အနေနဲ့လည်းပေါ့ဗျာ
တာဝန်မကင်းဘူးလို့ယူဆမိပါတယ်ဗျာတပည့်တော်တို့ကတော့တာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေမဟုတ်ဘဲနဲ့တာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေဒီအကြမ်းဖက်နေနေရေးဒေတာတည်ငြိမ်အေးချမ်းရေးအပြစ်မဲ့ပြည်သူများယခုကဲ့သို့အတိဒုက္ခမကြုံတွေ့စေရေးကိုသာအလေးထားဆွေးနွေးတင်ပြနိုင်တဲ့အခြေအနေမျိုးပဲရှိပါတယ်ဆိုတာကိုလည်းတပါးတည်းရှောက်ထားပါတယ်ဗျာတစ်ဆက်တည်းမှာပဲကျွန်တော်တင်ပြလိုတာကတော့ညောင်ဦးငတ်တဲ့ရောက်မြို့နယ်အတွင်းအကြမ်းဖက်လှုပ်ရှားမှုအခြေအနေပေါ့ဗျာညောင်ဦးငတ်တဲ့ရောက်မြို့နယ်အတွင်းမှာအကြမ်းဖက်လှုပ်ရှားမှုအကြမ်းဖက်သမားတွေခိုးအောင်နေမှုကရှိပါတယ်မနေ့ကပဲကျွန်တော်စီကိုပေးပို့တဲ့သတင်းရဆိုရင်10ရွာရဲ့မြောက်ဖက်တမာကားရွာမှာမနေ့ကတော့ဖျားပွဲလားဘာပွဲလဲတော့မသိဘူးပေါ့ဗျာပွဲလန်းတပင်ရှိတယ်မနေ့ကအဝင်နေ့ပေါ့အဲ့ဒီမှာ PDF တွေနဲ့အပေါင်းပါတွေကဒီတမာခါက PDF တွေနော်တမာခါရွာအခံ PDF တွေက10ရွာသား PDF ပကံဘူချိုရဲ့တက်ရင်9ဆိုတဲ့အဖွဲ့က PDF တွေကိုခေါ်ပြီးတော့အဲ့မှာစားပွဲတောက်ပွဲတွေကျင်းပနေတယ်စင်သားမွေးရွာအနီးမှာနေကြတယ်အဲ့ဒီပကံဘူချိုရဲ့ PDF ဖွဲ့ကပေါ့ဗျာနော်စင်သားမွေးရွာအနီးမှာနေကြတယ်အဲ့တော့ပြီးခဲ့တဲ့2ပတ်လောက်ကတော့စစ်ကြောင်းရောက်လာတယ်တဲ့စစ်ကြောင်းရောက်လာတဲ့အခါကျတော့ဗဒတ်တွေကပုံးရှောင်နေကြတယ်သူတို့10ရွာသားထောက်ဖို့တယောက်လည်းဖမ်းခံထားရတယ် PDF တွေကိုထောက်ဖို့လုပ်ပေးနေတဲ့ကောင်တော်ကောင်ကိုလည်းဖမ်းဆီးရမိထားတယ်ပေါ့ဗျာအဲ့တော့စစ်ကြောင်းကပြန်သွားတဲ့အချိန်မှာအခုကျန်းဖတ်သမားတွေပြန်ပြီးကတ်နေပြီအဲ့ဒီ PDF ထောက်ဖို့တကောင်ကိုဖမ်းဆီးတဲ့အတွက်ကြောင့်အခြားသူတွေသူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့သူတွေကိုဒလန်ဆွဆွဲပြီးတော့လောက်ကြံဖို့ကြံစီနေပုံရတယ်ဒီလိုတည်းမျိုးရတယ်ပေါ့ဗျာနော်ကျွန်တော်ကဒီညောင်ဦးငတ်တရောက်မြို့နယ်အတွင်းဒီအကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုဖြစ်ပေါ်နေမှုအခြေအနေငတ်တရောက်မြို့ရဲစခန်းနဲ့ဒီအကြမ်းဖက်သမားတွေလာရောက်လှုပ်ရှားမှုအခြေအနေတချို့ကိုဖော်ပြခဲ့ပါတယ်ကျွန်တော်ကတော့လောက်ကြံဖန်တီးဖော်ပြတာမဟုတ်ဘူးကျွန်တော်ကိုသတင်းပေးပို့တဲ့သူကလည်းလောက်ကြံဖန်တီးပေးပို့မဲ့အတန်းအစားတွေကမဟုတ်ဘူးပေါ့ဗျာနော်ကျွန်တော်အဲ့ဒီလိုတော့ရဲရဲတင်းတင်းပြောရဲပါတယ်ဒီအကြမ်းဖက်သမားကိုနှိမ်နှင်းခြင်းမနှိမ်နှင်းခြင်းကတော့တာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေရဲ့အလုပ်ပဲဖြစ်ပါတယ်ပေါ့ဗျာပကံမျိုးပေါ်မှာလည်းအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမျိုးခံခဲ့ရပါပြီရဲတပ်ဖွဲ့ဝင်2ဦးအသက်ခံခဲ့ရတယ်ကောဘကအဖွဲ့ဝင်9ဦးအသက်ခံခဲ့ရတယ်ဒီလိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုမျိုးတွေကြုံခဲ့ရပါပြီအကြမ်းဖက်သမားတွေအခြေပြုလှုပ်ရှားနေမှုကလည်းရှိပါတယ်ဒီမြင်းကြံတို့နထိုးကြီးတို့ဘက်ကနေဒီလိုရှင်းလင်းလိုက်တဲ့အခါမျိုးမှာလည်းအဲ့ဒီအကြမ်းဖက်သမားတွေဟာညောင်ဦးငတ်တရောက်နယ်ထဲမှာပဲတွားပြီးတော့တိန့်ဆောင်စုဝေးနေကြခြင်းဖြစ်ပါတယ်ဆိုတာကိုတော့ကျွန်တော်တင်ပြလိုပါတယ်ဒါကတော့အကြမ်းဖက်လှုပ်ရှားမှုအခြေအနေနဲ့ပတ်သက်လို့ပေါ့ဗျာနောက်ထပ်နိုင်ငံရေးပိုင်းနဲ့ပတ်သက်လို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့မနေ့ကရန်ကုန်ဘက်ကိုခရီးသွားတယ်ရန်ကုန်ဘက်ရောက်ပြီးတော့နာနာနေကြတဲ့အခါမှာနေကြတဲ့အချိန်မှာပေါ့ဗျာနော်ဦးကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီမှကိုယ်စားလှယ်တဦးကမဲဆွယ်စီယုံပြောဆိုတဲ့ရုပ်သံလေးတစ်ခုကိုကြည့်ရသူကအဲ့ဒီလူကတင်ကန်းညုံမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကရှင်ပြိုင်မဲ့ဦးလွင်မြင့်တဲ့နော်ဦးလွင်မြင့်ကဗာပြောလဲဆိုတော့သူတို့ကတော်လှန်ရေးမျိုးဆက်တယ်ဗျာတော်လှန်ရေးမျိုးဆက်သူ့အဖေဆိုရင်လည်းမဆလာအစိုးရကိုတော်လှန်ခဲ့လို့ထောင်ချိန်ကြခဲ့တယ်တဲ့သူကိုယ်တိုင်လဲဦးလွင်မြင့်ကိုယ်တိုင်လဲ88ခေါင်းဆောင်တွေရဲ့နောက်မှာလိုက်ပါပြီးတော့အကျဉ်းချခံရတာမျိုးတွေရှိခဲ့ဘူးတဲ့သူကသူ့နဲ့တင်မပြီးပဲနဲ့သူ့သားပေါ့ဗျာသူ့ရဲ့မျိုးဆက်ကိုပါဆက်ပြီးတော့ပြောတယ်သူ့သားကိုယ်တိုင်ဒီလဲ2021တော်လှန်ရေးမှာပါဝင်ပြီးတော့မကြသေးခင်ကမှထောင်ကလွတ်မြောက်လာတာပါတဲ့နော်ကျွန်တော်ကမဆလာခက်လည်းမမီဘူး88မှာလဲကျွန်တော်တို့ကတားပေါက်အရွယ်လေးပဲရှိသေးတယ်ကျွန်တော်ထားလိုက်တော့သူတို့က88ကိုဒေါ်လာရေးလို့ခေါင်းစဉ်တက်မဆလာကိုဒေါ်လာရေးလို့ခေါင်းစဉ်တက်ရပြီဒါပေမဲ့ဒီ2021ကိုတော့တော်လှန်ရေးလို့ခေါင်းစဉ်တက်လို့မရဘူးလေဗျာ2021အကြမ်းဖက်လှုပ်ရှားမှု NLD နဲ့88ခေါင်းဆောင်တွေဦးဆောင်ပြီးလှုပ်ရှားတဲ့အကြမ်းဖက်လှုပ်ရှားမှုအပြစ်မဲ့ရဟန်းရှင်လူပြည်သူများကိုတပ်ဖြတ်တဲ့လှုပ်ရှားမှုအဲ့ဒီအထဲမှာပြည်သူ့ပါတီကဦးလွင်မြင့်ရဲ့တားကိုယ်တိုင်ကပါနေတယ်ပါခဲ့လို့ထောင်ကြခဲ့တယ်ထောင်ကပြန်လွတ်တာမကြသေးဘူးအဲ့ဒါကိုတော်လှန်ရေးပါလို့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတဦးကဂုံစာပြီးတော့ပြောနေတယ်အဲ့ဒီလုံရအဲ့ဒီပြောဆိုမဲဆွယ်စည်းရုံးမှုဟာဥပဒေနဲ့ညီသလားမညီဘူးလားကျွန်တော်သက်ဆိုင်ရာ UEC ကိုမေးမြန်းထားပါတယ်နော်အဲ့ဒီလိုဒါဂုံစာပြီးပြောကြီးဆိုရင်အဲ့ဒီမှာ NLD က
နေရွေးကောက်ပွဲဝင်လာတဲ့တတိပုဂ္ဂလတွေတခြားပါတီဖွဲ့စည်းတွေကဝင်လာတဲ့ဟာတွေကအဲ့ဒီလိုဂုံစာပြီးတော့ဒီလူထုကိုကျင်းထဲအောင်မှာပေါ့အဲ့ဒီလိုကျင်းထဲလို့ရကြီးလားအကြမ်းဖက်လှုပ်ရှားမှုကိုတော်လှန်ရေးလို့ခေါင်းစဉ်တက်ပြီးပြောလို့ရကြီးလားသက်ဆိုင်ရာတာဝန်ရှိသူများဆုံးဖြတ်ပေးပါပေါ့ဗျာကျွန်တော်တို့ကတော့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေမဟုတ်တဲ့အတွက်ဒီလိုပဲမေးခွန်းထုတ်ပါတယ်ဒီနေ့ကောင်းထုတ်တင်ပြလိုတာကတော့ဒီလောက်ပါပဲဗျာအကြမ်းဖက်လှုပ်ရှားမှုတွေကလည်းရှိနေသေးစေတိုင်းပြုပြည်ပြုရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ပုံကူတွေကလည်းအကြမ်းဖက်လှုပ်ရှားမှုကိုတော်လှန်ရေးပါလို့ခေါင်းစဉ်တက်ပြီးမဲဆွယ်နေကြတယ်ဒါလေးတွေကိုပြည်သူအများသတိထားကြဖို့ဆွေးနွေးတင်ပြရင်းနဲ့ညီကုန်းချုပ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်